လုပ်လိုက်ရတဲ့အိမ်ကလုပ်ပြီးဆိုတာမပြီးနိုင်အဲ့မိဖို့ကြောင့်လည်းဝင်လာတယ်ပလဲတစ်စက်လိုက်တာပဲပကံနေလည်းမစိတာဘူးအိုးနေလည်းမတိုက်ထားဘူးမမဆက်ရမားတိုက်မယ်နောင်ကြီးနေရောမင်းတော့တိုက်နေလို့မရဘူးလားမင်းကပြောတာမဟုတ်ဘူးဒီမလိုက်နေနေစားတိုင်းစားဘိုးလေးမို့ချက်လုံးသိတိုင်ရှိနော်မနေ့တစ်ခါနဲ့တစ်ခါမို့တက်နေကုန်ထိုင်စားကြကိုသားပြီးတပ်ပကံတွေပတ်ကိုစေးွားခုကငါအိမ်ရှိမှာနော်မလီအဲ့ရတွေတိုင်ရွေတွေဖြစ်လှဲတော့ပြီးတော့ထွက်လာတာငါမိဖို့ကြောင့်အမောမပြေဘူးမပြေမားလုံးကထိုင်စားကြဒီမတိုင်းနေလေငါလုံးကထိုင်စားမဟုတ်ဆိုပေမဲ့လည်းငါစေးကြောချက်ပြက်သွားတာငါပြင်မဲနဲ့နိုင်ရငါတို့ပြောဘေးပေါက်ဝင်နေတာချက်စရာကြီးနေပြောဖို့ဆက်စရာကောင်းလားနေပြောခုနှစ်ကြားရှိနေကြငါတော်တော်တိုင်နေအမေလည်းပြောအောင်မပြောဘူးဟဲ့အမေလည်းပြောပါပြောမှလည်းဘာမှမလုပ်ရတာငါလုပ်နေရတာငါပြောပါပါဟဲ့အမေကနှစ်ပြားမတက်ခုနှစ်ကြားရှိနေကြအောင်ပြောတာဟဲ့အိုးရခွက်တွေဖြည်းဖြည်းချအဲ့ဒါပကံတွေအိုးရခွက်တွေနေငါလည်းမရွှဲနေနဲ့နောက်ကနေခောက်ထူချလိုက်တော့ဖြည်းဖြည်းချဗျာမအပြစ်ပဲလိုက်တော့အားလေမပြောချင်တာပြောမြန်ပြောနန်းကြီးလေဟဲ့နင်းကဘာမှမပြောရဲတော့အခုတို့လည်းတော့ငါ့ပေးတယ်မိုးလေးလာတယ်သိလားနော်ဟာလေငါစိတ်ချလို့ထက်လိုက်တော့နင်းသမီးတွေမဖြတ်ကုန်မယ်နော်နင်းမချီရပြီးတော့နိုင်ကျင်တာနင်းမကြည့်ဘူးဟုတ်ပြီလားရပြီနားကြီးတယ်နင်းအတန်ကြာမှာပေါ့နားကြီးတယ်အဖေလည်းမရောက်ဘူးအဖေလည်းကိုရက်သွားတယ်အမေရလားစိအမေကဈေးထဲသွားတယ်ရပြီအဲ့ဒါပဲမြင်ပါဟဲ့ဒါဆိုနေသမီးသားပြဘာလို့ပို့စီတည်လဲအမေသားပြီးအိမ်မယ်အမေသားပြီးအိမ်မယ်ဟဲ့ငါနင်းပြောတဲ့စကားလေးကငါနင်းကတော့တတ်ချင်းစရာဟမ်တော့တတ်ထူးတောက်စရာသမီးသားပြီးအိမ်စရာလားငါလုံးကြလို့နေအများကြီးစီတယ်လေဝိုင်းလို့လေပကံနေစေးရအောင်ပဲမကြည့်တဲ့နေကမူတော့မူလဲကြည့်တယ်အိုးလေးခွက်လေးပကံနေကြည့်ပြီးတော့စားပြီးတော့အိုးလေးပကံခွက်လေးစေးမယ်ငါနောက်လိုက်ခဲ့အခုလည်းဒီပကံနေငါအကောင်ဆေးရတယ်မလေးပကံပုံကြည့်ပြီးငါမူတော့မူလဲကြည့်ပါတယ်ဟဲ့တို့အိမ်မှာမိသားစုစီတာ400တနေ့နဲ့တနေ့ဆေးလိုက်ရတဲ့ဒီပကံနေဆိုတာလေအလူအိမ်လောက်ကြည့်တယ်အလူအိမ်နဲ့သမင်းဆိုင်တော့အဲ့လောက်မများဘူး4ယောက်စီပကံ4ချက်ပဲငါဆေးရမယ်ကိစ္စရောနေ့တိုင်းပကံအနည်းတော့အချက်20ကျော်တယ်မောင်လေးဒီမပြတ်သားပြတ်ပကံလောင်းဆေးအောင်ညနေလည်းမသိမိုးလေစားတယ်တောက်မယ်ဆိုတာရှိဒီပကံနေလေမိုးရတာငါကတော့အမြောက်ချလိုက်တယ်ကောလုံးချေလည်းမျောစင်းပါဝါနာကြီးတတာတယ်မြင်လည်းမမြင်အောင်စိတ်လည်းမစိရတော့အဲ့ဒါစိတ်နေတာခင်ဗျာအဲ့လည်းမပတ်အဲ့ဒီစိတ်လေးတော့အဲ့လောက်လောက်ပါအဲ့လောက်ပဲတော့မှပြီးမှလည်းလောက်ပြီတော့တော့အပြည့်လောက်ဖတ်လိုက်တယ်လောက်ကျစိတ်တယ်မသိတာဘူးဒါစက်ကြလို့ကောင်းတယ်ဟောတယ်အမေတို့လည်းပြောရင်သားတိဆိုးဖြစ်တယ်စိတ်လိုက်ရတဲ့ပကံကောလိုက်ရတဲ့ဖတ်အိုးလေးဆိုတာလေအသိဆိုရင်ငါဘဝအိမ်ပေါ်တော့စိတ်သွဲလာမှတယ်လောက်ကျင်တော့တပြားလာနေအမေရဲ့တမီးတရားရင်လောက်တယ်မလောက်ကျင်တော့ဘူးလို့တမီးယောက်ျားတာပေးသားလိုက်တော့တမီးတို့စက်မနာရအောင်မနဲ့ရနေပြီးတော့မလီလီရောက်ဆိုပါဒီကောင်းတော့မှလီလီလို့တဲ့တော့လီလို့ကျင်တာမှာနေမတဲ့တိုင်းနေလို့ရလားနေမတဲ့တိုင်းနေလိုက်ခဏလားအမားကမတက်ရမနန်းကြီးလို့တဲ့လုံးတေးဝါလုံးကြားတယ်မှာတော့ကြားတယ်တရားတော့ကြားကြီးတရားလုံးထားလိုက်ခါလို့ဘာလို့ငါဟောလားအမကြားတယ်တော့တယ်ရောက်ဟာဟဲ့လေကွညရပဲလေအချင်းတော်မလို့ဒီစားပြီးတော့တယ်မနေသေးတယ်ညောင်းကားတယ်ညမမတမကလည်းဆေးရပြီးပါယူဒါလည်းဆေးလိုက်ကြီးဟောတယ်ငါတော့ဒုက္ခပြီတော့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 ကိုသေးတယ်အမားရောက်တော့ပြန်တော့ဘောလေးမို့ထားအဲ့မှာငါတို့အိပ်ပူနေတာငါလည်းမနဲ့အိပ်ပူတယ်အမလေးဘယ်ရငါလည်းတော့ဒီအိပ်ပူတယ်တော့လေပြောရလိုက်ကြတာဟဲ့ဒီတို့အမားရမြတ်တာလေးစေတနာလေးတနေ့တစ်ချိန်တိုင်းနေတော့သူ့မှာပြောတာကြိုက်သွားငါလည်းခက်တော့သူ့မှာတော့ငါစူးတိုင်းကြမလို့နေတော့အော်တော့သူ့မှာငါနေတော့အိပ်ပူတယ်အမလေးဟဲ့ကြားတော့သေးလားရကတော့ရဲဟောတယ်ပြောပါလေငါတို့ပြေလို့ခိုင်းနေတော့ငါပြောနေမှာငါတခါနေကြကောင်းပြီမလေးကလည်းဟောပါဖြစ်လို့ကောင်းပြီနေငါပစ္စည်းစီးတော့လက်စောက်မလုပ်နဲ့ငါပစ္စည်းယူမသုံးပါတယ်လို့နေငါပြောတာဘယ်နှခါပြောရမှာလဲရှားပေါ်မြတ်တောက်နေပြီဟမ်ဒါမြတ်ကလေးတော့မင်္ဂလေးတော့တော့နင်းစမ်းတက်လားမသိတယ်မာမထင်ဘူးအမေရထင်လို့ပေါ့ငါဟောနောက်ခါကျရင်ဘယ်တော့မှနေယူမသုံးနဲ့ကြိုင်လည်းမကြိုင်နဲ့ငါမကြိုက်ဘူးနော်ဒါမင်္ဂလေးတော့ယောက်ျားလေးတော့မဟုတ်ဘူးနော်ဒါမင်္ဂလေးမျက်နှာတဲ့နေရယောက်ျားလေးရောရတဲ့ပတ်စံနေမဟုတ်ဖို့ရတဲ့ပတ်စံနေတော့ခိန်းနေစော့နော်ယူရပြီဆိုကမလေးစော်လေးကိုဒါဖုံးမိတွေထည့်ပြီးကိုမျက်နှာလှဖို့တော့ကိုမဝဲသုံးမှန်းနဲ့မနန်းကြီးကတော့ဘူးရဆိုအတော့ရပြီလေသုံးစားလို့အတော့ပြပြီအဲ့ဒါပြက်ဖက်ဘူးတဲ့ပြက်ဖက်ဘယ်လိုပြက်ဖက်မှာရတယ်ပြက်ဖက်ထဲစားလို့နေငါပြီလားသုံးစားကြောင်းမလို့အာယုံနောက်တယ်ကဘာဖြစ်နေကြအောင်စိတ်ကတော့နှမျောကြပြက်တဲ့ငါယောက်ျားလေးတော့ပြီးတော့ဝဲတော့အဝဲဆိုငါဝဲပြီးငါပြစ်စလည်းမကန်ငါမကြိုက်ဘူးဟာပြက်ပါလေအဲ့ရဲကြည့်တယ်မတော်နေစကားများနေတာရဲကအဖေသားလေအများကြီးဆိုတွေ့တာကုန်ဆွဲတောင်းနေတာအဖေကရှိခုမရှိတော့အဖေဘိုက်ကဒီမသားမတော့တူဘူးကြီးတော့ဟေးဒီမသားတခုလားဘူးမခုဒီတခုအခုဟဲ့ဒီတခုမှလည်းမဟုတ်လားမခုအဲ့ဒီလောက်တွေငါချက်လက်ပြရမယ်ကနေတခုလေလောက်ဟင်းသွားလောက်သွားလာနေအောင်သွားမလားလာညတော့နေအောင်တော့ပြင်းတော့အာဘလို့ဟာမမဒီကူဒီကူပြလိုက်ဖေးသမီးဝိုင်းအခုမခုဟဲ့ငါကောင်းပြောညာနော်အတော်ကြည်ကြဲမလုံးနဲ့တော့ဖေးချားဝိုင်းနော်ဒီထက်ပြဿနာတက်ကုန်မယ်နော်
ငါပြစ်စီတဲ့ကိုတောင်းသေးတယ် ဘိုးတော်မှာပြေတော့လား နင်းကတောင်းအောင်ပြောနေအခုအဖေလိုက်ထမင်းဝိုင်းခူပေးလိုက်ငါပြောချင်တာကထမင်း အမကူကြောင်မကူ ငါပြီးရဆိုတော့ငါဖြောထားပြီးသွားပြီငါဘယ်လိုမင်းခူပေးလိုက်သူကပြီးတော့ဟင်းအမထည့်ပြလိုက်အုပ်ထားအောင်မှာငါပြင်သွားတတ်စီလို့ လောက်မှာပါမလို့ နင်းလောက်လာငါပြောချင်တာနင်းတောင်းအောင်တိုးတိုးပြောနေတာနော်နင်းခူလိုက်နော် ဘူးကဲဘယ်သူမှမခူးနဲ့သွားကြကိုကူပဲခူးစားရမယ်သွားနေအောင်လုံးသွားတော့ တော့နင်းသွားလို့ပြောနေမှာသွားလိုက်ရေးရှိရသွားလိုက်လေပတ်ကိုခူတာထားတယ်ပတ်ကိုခူတာရတာလားခူတိုင်း အေးရောက်ပါလေအေးနေလို့နေကိုငါပဲခူးစားနေပါပြီဟာ ကဲမောင်လေးညနေတက်တာဘာမှမပါဘူးနော်ကြော့မမဝယ်ပြီးတယ်အဲ့ဒါကအန်ဒီတိုင်းညနေတက်ယောက်ျားလေးတီးတန့်တက်တာဒါကကြတော့မိန်းကလေးတက်အဲ့ကြောင့်မမရဲ့ပစ္စည်းတွေခိုးမသုံးပါနဲ့ယူမသုံးပါနဲ့မမမကြိုက်ဘူးတီးတန့်မမဝယ်ပြီးမယ်လို့ပြောတယ်နော်အဲ့ဒါကြောင့်ဒါယောက်ျားလေးမနေ့တစ်ချိန်ညနေတင်ပုံမှန်တက်ပြီဟုတ်ပြီလား အောင်မလေးတားရသမီးတွေနေမဟုတ်အဖေရလဲအန်ဒီတိုင်းပဲသုံးလားဒီမှာကြည့်လိုက်အဖေရပူသားသားလေး ဦးတသားလေးအဲ့တော့အန်ဒီတိုင်းမှာဆိုရင်ယောက်ျားလေးတီးတန့်မိန်းကလေးတီးတန့်အဲ့တော့ခွဲခြားပြီးတော့ထုတ်လုပ်ထားပေးခြင်းဖြစ်တယ်ပေါ့အမဲအောင်လေးဆိုရင်ပေါ့ဒါကယောက်ျားလေးတီးတန့်သုံးတာတော့မိန်းကလေးတွေအများကြီးကတော့ချက်လက်ထက်ကကိုင်နေအန်ဒီတိုင်းညနေတက်ပဲဖြစ်တယ်အဲ့တော့သူ့ရဲ့အန်ဒီတင်နေဘယ်လိုကောင်းတာလဲဆိုတာကိုပြောပြလိုက်ပါ အော်ဖုန်းမန်အမဲအောင်လေးဒါယောက်ျားလေးတီးတဲ့ဒီမှာရောက်လေဒီတီးတဲ့တော့ဝိုင်းတင်းအောင်နဲ့မင်းကလေးတွေသိမယ်ဆိုရင်မျက်နှာကိုဖြူဖွေးနူးညံ့သွားစေမယ်ပြီးရင်ချွေးပေါက်တွေကျင်းသွားတယ်မယ်ယောက်ျားလေးတွေကကြတော့အများစုကအစီပြန်လာဖြစ်တဲ့အတွက်ယောက်ျားလေးတွေတီးတန့်ထုတ်ထားတယ်အစီပြန်လာကြီးပြောင်းမယ်ပြီးရင်ချွေးပေါက်တွေကျင်းသွားစေမယ်မျက်နှာကိုကြည်လင်လန်းဆန်းစေမယ် ဟုတ်ကဲ့အဲ့ဒါကြောင့်ယောက်ျားလေးတွေကတီးတန့်ဝယ်သုံးခြင်းနဲ့ဆိုရင်အဲ့တော့ အန်ဒီတိုင်းအမဲအောင်လေး အ black မေအောင်လေးသုံးပေးထောင်ပြလိုက်အောင်အမေအောင်လေးသုံးပေးအဲ့တော့ main ကလေးတွေအများကြီးသုံးနေဆိုရင်တော့ချက်လက်ထဲကအယောင်လေးကိုသုံးပေးပေါ့နော်ကဲအခုကြည့်နေတဲ့လူတွေအားလုံးအတွက်အန်ဒီတိုင်းမျက်နှာတက်လေးကိုသုံးကျင်နေဆိုရင်တော့အနီအောင်ဘူးလေးရဆိုရင်မိန်းကလေးတွေတီးတန့်တွက်ကိုထုတ်လုပ်ထားပေးခြင်းဖြစ်ပါရဲ့အမဲအောင်လေးရတယ်ယောက်ျားလေးတွေတီးတန့်တွက်ဖြစ်ပါတယ် ဟုတ်တယ်ဗျအန်ဒီတိုင်းကထုတ်ထားတယ် physical form တွေရလေအမျိုးသားတွေအတွက်ဆိုရင်ချွေးပေါက်တွေကျင်းမယ်ပြီးသွားရင်မျက်နှာမှာအစီပြန်တာတွေအားလုံးတက်တာပြောင်းပြစေမယ်မင်းကလေးတီးတန့်ထုတ်ထားတဲ့အနီရောင်လေးရတော့ तू က whitening glow တဲ့မျက်နှာလေးကိုဖြူဝဲပြီးမှ glow သွားနေမယ်ပြီးရင်ချွေးပေါက်တွေကျင်းသွားစီမယ်ဗျာပြီးတော့3မျိုး3စားထုတ်ထားတဲ့20 mg ပြီးတော့50 100ကြိုက်တဲ့ဘူးလေးတွေဝယ်သုံးလို့ရပြီလို့ ဟုတ်ကဲ့ပါအဲ့တော့ကိုရဲ့မျက်နှာပေါ်မှာတကယ်ကိုမလိုအပ်တဲ့အစီပြန်ခြင်းတွေရွှေပေါက်ကျဲခြင်းတွေကိုတတိတသားလေးနဲ့ပြကင်းစင်တယ်ဆိုရင်တော့အန်ဒီတိုင်ကထုတ်လုပ်ထားတဲ့မျက်နှာတစ်လေးကိုတော့သုံးဖို့လုံးဝမမိနဲ့ပေါ့နော်အဲ့တော့ကိုသုံးကျင်နေဆိုရင်တော့ယောက်ျားလေးတွေတီးတန့်ဝယ်ခြင်းနေဆိုအမဲရောက်ဘူးလေးဝယ်ပေးပါမိန်းကလေးတွေတီးတန့်ဝယ်ခြင်းနေဆိုရင်တော့အနီရောက်ဘူးလေးဝယ်ပေးပါဘူးကြီးလေးကိုမသုံးကျင်သေးဘူးဘူးသေးလေးကိုသုံးကျင်နေဆိုရင်တော့ဘူးကြီးဘူးလက်ဘူးသေးသုံးစားထုတ်လုပ်ထားတာဖြစ်ပါတယ်ကိုတိုက်နှစ်သက်ရလေးကိုအားပေးလို့ရပြီပေါ့နော်မျက်နှာနဲ့ပတ်သက်လာပြီးတော့မျက်နှာနဲ့ပတ်သက်လာပြီးကိုအတွက်လိုအပ်တာကတော့မိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်အန်ဒီတိုင်းမျက်နှာသက်ဆေးလေးပဲဖြစ်ပါရဲ့ပေါ့နော်